မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းဘာသာစကားนี้ကျွတ်ဆိုရတယ်နော်ဒီနေ့မှလည်းခါနေလို့ပဲထိုင်းစကားလေးခေါင်းကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ်โอเคအဲ့ဒါဘာလဲဆိုတော့ဈေးနှုန်းဘယ်လောက်လဲပေါ့နော်ပြောရမယ်ဆိုရင်ဘယ်ဈေးလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคအဲ့ဒါကိုထိုင်းလူနဲ့ဘယ်လိုပြောလဲဆိုတော့ရာคาเท่าไหร่အဲ့ဆိုဈေးနှုန်းဘယ်လောက်လဲဖြစ်ပါတယ်ရာคาဆိုတာဈေးနှုန်းပြောတာဖြစ်ပါတယ်เท่าไหร่ဆိုတာဘယ်လောက်လဲနှစ်ခုပေါင်းလိုက်တော့ရာคาเท่าไหร่ဈေးနှုန်းဘယ်လောက်လဲတော့မဟုတ်ဘယ်ဈေးလဲဆိုတဲ့အမေစကားဖြစ်ပါတယ်အားလုံးကျင်းနေမလို့ထင်ပါတယ် follow မလို့ရသေးရင် follow လေးနဲ့အားပေးပါလို့ပြောချင်ပါတယ်ကျွန်တော်ကတော့နေ့တိုင်းတစ်ပင်းနေမှာဖြစ်ပါတယ်ခင်ဗျ okay အားလုံး thank you ပါ